စမူစာတုတ်ကိုဟိုးရင်တော့45တို့51တို့မာထတာဘတ်စကာကြီးစောင့်နေနေစုလီမျိုးတော့ခမ်းမှာဘေးမှာကျွန်တော်ပထမဦးဆုံးစားဘူးလားနိုင်ဝက်ရေစိမ်ထားတဲ့စင်ကောင်းပဲကိုပြုတ်ပဲပြုတ်နေတော့အာလူလေးတွေအခွန်ထွန်ထားမယ်အာလူနူးလွယ်အောင်အတုံးလေးတွေတုံးပြီးတော့ပြုတ်မယ်နှူးပြီဆိုရင်ရေစစ်ပြီးတော့စမူစာလုပ်ဖို့အတုံးလေးတွေတုံးထားမယ်ဒဲဦးလေးကိုစီနေနဲ့ထည့်ပြီးတော့ပူလာပြီဆိုရင်ကြက်သွန်ကြီးကြော်မယ်မြေပြီးစိမ့်ထည့်မယ်ပြီးရင်ပူစီနံထည့်မယ်ဆော့ဆော့အားပြုတ်ထားတဲ့အာလူတုံးလေးတွေထည့်မယ်စမူစာမွေးမွေးလေးဖြစ်သွားအောင်မွေးလေးမဆလာထည့်မယ်ပြီးရင်အရသာနှံ့သွားအောင်အตาလေးပဲမှုလိုက်မယ်နော်ပဲစိမ့်မဟုတ်ထမင်းစားစွန်း3စွန်းကိုစားလေးနဲ့ရီလေးနည်းနည်းလေးထည့်ပြီးတော့ဖြော်ထားမယ်ပဲဟင်းကြီးချက်ဖို့စနွေးလေးနဲ့စက်သွန်ဖြူစီတက်မယ်စီတက်လို့မွေးလာပြီဆိုလို့ရှိရင်စောစောကပြုတ်ထားတဲ့ပဲလေးတွေထည့်မယ်ပြီးတာနဲ့အာလူပြုတ်လေးတွေပါတခါလေးရောထည့်လိုက်မယ်ရေများများထည့်ပြီးတော့ဖြော်ထားတဲ့ပဲစိမ့်ကြီးထည့်မယ်ပဲဟင်းလေးမွေးသွားအောင်မွေးလေးမဆလာတော့မပါမဖြစ်နော်စမူစာတုတ်ထဲမှာထည့်စားဖို့ဂေါ်ဘီကြက်သွန်ဒီခရမ်းညင်ကြီးကိုပြင်ဆင်ထားလိုက်မယ်စမူစာကြော်ဖို့စောစောကချက်ထားတဲ့အာလူလေးတွေထည့်မယ်ပြီးရင်တော့တရိကန်ပုံသွင်းပြီးတော့စီဘူးထဲမှာကြော်လိုက်မယ်အခုဆိုရင်စမူစာလဲကြော်လို့ပြီးပြီဆိုတော့ကိုစားမဲ့ပကံထဲမှာစမူစာလေးကိုကကြီးလေးနဲ့ကိုက်ပြီးတော့ထည့်ငံပြားလေးပပလေးဆမ်းပြီးတော့မွေးလေးမဆလာနည်းနည်းလေးနဲ့ပဲရီလေးဆန်းလိုက်လို့ရှိရင်ငငယ်တော့စားခဲ့တဲ့စမူစာတုပ်လေးတစ်ပွဲရပြီပေါ့